သာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်နတ်တော်လာပြီကျော်ရှိ2011ခုနှစ်ဒီဇင်ဘာ18ရက်ရန်ကုန်တိုင်းဒေသကြီးကမာရွတ်မြို့နယ်ရွှေပတောက်ရိပ်မော်အိမ်ယာတတိယအကြိမ်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာသဘင်အခမ်းအနား၌ရွှေပတောက်ရိပ်မော်ရွှေတိခလန်းအာဝမ်းမိဘများဖြစ်ကြသောဒေါက်တာမျိုးလွင်ဒေါ်တင်တင်ဝင်းတို့အားအမှုထား၍ဦးဝင်းအောင်ဒေါ်သဲနုမှာတာဖုံးမြတ်မျိုးလွင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလွတ်မြောက်တဲ့စိတ်အတွက်အားလုံးကိုစွန့်လွတ်ရမည်အကြောင်းတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာသက်ချေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစဉ္ញကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်သောမူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အားထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသောကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလွတ်မြောက်တဲ့စိတ်အတွက်အားလုံးကိုစွန့်လွတ်ရသည်လွတ်မြောက်တဲ့စိတ်ဆိုတာဝိမု tta စိတ်တလွတ်မြောက်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဝိမု tta မာနတလွတ်မြောက်တဲ့စိတ်ရှိသူလွတ်မြောက်တဲ့စိတ်ဆိုတာဘယ်စိတ်မျိုးခေါ်တာတော့လို့ဆိုအမြင့်ဆုံးအဆင့်အနေနဲ့ပြောမယ်ဆိုရင်လုံးဝလွတ်မြောက်တဲ့စိတ်ဟာအရတ္တမဲ့စိတ်နဲ့အရတ္တဖို့စိတ်ကိုပြောတာဆိုလိုတာကယန္တာဖြစ်တော့ရောက်တဲ့စိတ်ကိလေသာဆိုတဲ့အညစ်အကြေးတွေကနေလုံးဝလွတ်မြောက်သွားလို့လွတ်မြောက်တဲ့စိတ်လို့ဒါလိုပြောတာ
စာပေကျမ်းကမှာစေတောဝိမု ക്തി ပညာဝိမု ക്തി ဆိုတဲ့အသုံးလေးတွေသုံးထားတာရှိတယ်စေတောဝိမု ക്തി ဆိုတာစိတ်ဤလွတ်မြောက်မှုအဲ့ဒါကဘာကိုရည်ရွယ်ပြောတာတုံးဆိုတမာတိပြောတာအရတ္တဖို့နဲ့ရှင်တွဲလာတဲ့တမာတိတရားကိုစေတောဝိမု ക്തി လို့ခေါ်တယ်တခါတရံကျတော့သူအဆင့်အလိုက်ပြောတာလည်းရှိတယ်မေတ္တာစေတောဝိမု ക്തി လို့ရှေးကမေတ္တာပါပြီဆိုလို့ရှိရင်ဗျာပါဒလို့ခေါ်တဲ့ဒေါသကလွတ်မြောက်သွားတဲ့စိတ်ကိုလည်းပဲမေတ္တာစေတောဝိမု ക്തി စေတောဝိမု ക്തി လို့ခေါ်တာရှိတယ်အဲ့တော့သူနေရာနဲ့သူနားလည်ချရတာပေါ့ပညာဝိမု ക്തി ဆိုတာအရတ္တဖို့ပညာအရတ္တဖို့စိတ်မှာရှင်တွဲပြီးတော့လာတဲ့ပညာလွတ်မြောက်တဲ့စိတ်ဆိုတဲ့ဝိမု တ္တစိတ်တယဟန္တာပုဂ္ဂိုလ်များပိုင်ဆိုင်တဲ့စိတ်ပဲတမ္မာပုဂ္ဂိုလ်ရဲ့စိတ်ဟာမလွတ်မြောက်သေးတဲ့စိတ်လို့ပဲပြောရမှာအဲ့တော့လွတ်မြောက်တဲ့စိတ်ဖြစ်ဖို့အတွက်စွန့်လွတ်နိုင်ရဘာတွေစွန့်လွတ်ရမှာလဲအားလုံးကိုစွန့်တယ်ဒီလိုစွန့်လွတ်တာပေါ့နော်အားလုံးလို့ဆိုတဲ့နေရာထဲမှာလည်းပဲကန့်တတ်နဲ့ပြောရမှာစွန့်တဲ့စွန့်တိုက်တဲ့အရာအားလုံးလို့ဒီလိုပြောအကုန်လုံးစွန့်နေဆိုရင်မဲ့လို့တခါတရံကြတော့အတိတ်ပဲအကောင့်မှားတတ်သေးတယ်အားလုံးကိုစွန့်ဆိုတာဒီနေရာမှာရည်ညွှန်းပြီးတော့ပြောတာအတိတ်ကပတ်သက်လာတဲ့တွေ့တာမှုတွေအတိတ်နဲ့ဆက်ဆက်နေတဲ့တွေ့တာမှုစွန့်ရမယ်ပစ္စုပန်နဲ့ဆက်ဆက်နေတဲ့တွေ့တာမှုလည်းစွန့်ရမယ်အနာဂတ်နဲ့ဆက်ဆက်နေတဲ့တွေ့တာမှုကိုလည်းစွန့်ဆိုလိုတာကတွေ့တာမှုမှန်သမျှကိုစွန့်လို့ဒီလိုပြောလို့တာပေါ့နော်အားလုံးကိုစွန့်လွတ်နိုင်မှလွတ်မြောက်တဲ့စိတ်ဆိုတာရနိုင်တယ်ပေါ့မစွန့်လွတ်နိုင်ဘူးဆိုလို့ရှိရင်လွတ်မြောက်တဲ့စိတ်မရောက်သေးဘူးလို့ဒါလိုပြောမြတ်စွာဘုရားသုတ်တန်တစ်ခုမှာစွန့်လွတ်မှုနဲ့တွေ့တာမှုဆိုတာပြန်လည်နားလည်ပြီးတော့စွန့်လွတ်မှုဆိုတာတွေ့တာမှုရှုထောင့်ကနေကြည့်မယ်ဘုရားမြတ်စွာသုံးထားတဲ့စကားလုံးလေးဥပါဒာပရိတတနာအနုပါဒာအပရိတတနာဒါကနိယမသဘောတရားအနေနဲ့မြတ်စွာဘုရားဟောတာဥပါဒာဆိုတာဆုပ်ကင်ထားတာဘာနဲ့ဆုပ်ကင်ထားတော့ဆိုတဏှာနဲ့ဆုပ်ကင်ထားဒါအဓိကဆုပ်ကင်မှုကိုဆိုလို့မှားယွင်းတဲ့အမြင်တစ်ခုအနေနဲ့ဆုပ်ကင်ထားတယ်တဏှာနဲ့ဆုပ်ကင်ထားတယ်သိမ့်ပိုက်ထားတယ်တဏှာကလက်လန်းမီယာအာယုံမှန်သမျှကိုဧတံမမဒါငါဟာပဲလို့ဆုပ်ကင်သိမ့်ပိုက်ထားတဲ့သဘောရှိတယ်အဲ့ဒါလို့ဆုပ်ကင်ထားသမျှမစွန့်လွတ်နိုင်သေးသမျှဘာဖြစ်လဲဆိုရင်ပရိတတနာပူလောင်မှုတွေတန်တာမှုတွေမလွတ်မြောက်နိုင်တဲ့အနေအထားတွေဖြစ်ပေါ်လာမယ်တဲ့အနုပါဒာအပရိတတနာဆုပ်ကင်မထားဘူးဆိုပြီးတော့ဆုပ်ကင်မထားဘူးဆိုလို့ရှိရင်တော့အပရိတတနာပူပန်မှုတွေတောင့်တမှုတွေကင်းပြတ်သွားလိမ့်မယ်ပူပန်မှုတောင့်တမှုမရှိတော့ဘူးဆိုလို့ရှိရင်ဒါလွတ်မြောက်သွားတဲ့စိတ်ကိုရတော့တာပရိတတနာဥပါဒာပရိတတနာအနုပါဒာအပရိတတနာဆုပ်ကင်ထားရင်ပူပန်ရမယ်စွန့်လွတ်လိုက်လို့ရှိရင်မပူပန်ရဘူးဒါနိယမသဘာဝတရားတစ်ခုအကြောင်းနဲ့အကျိုးဒီသဘောတရားအတိုင်းပဲမြတ်စွာဘုရားကလွတ်မြောက်တဲ့စိတ်အတွက်
အားလုံးကိုဆွန့်လွတ်နိုင်ရမယ်ဆွန့်လွတ်တယ်ဆိုတာတွေ့တာမှုမထားတာပြောတာဆွန့်လွတ်ပုံဆွန့်လွတ်နည်းကအာယုန်တွေကိုဆွန့်လွတ်တယ်လို့ဆိုတဲ့နေရာမှာဆွန့်လွတ်ပုံဆွန့်လွတ်နည်းတွေအမှန်နားလည်ဖို့လိုအပ်တယ်ပေါ့ဘုန်းကြီးတို့တွေမှာဘာရှိလဲတွေ့ကြည့်ခန္ဓာ၅ပါးရှိတယ်ရူပခန္ဓာရှိတယ်ဝေဒနာခန္ဓာရှိတယ်သင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာ၅ပါးရှိတယ်ခန္ဓာဆိုတဲ့အဓိပ္ပာယ်ကအပေါင်းအစုအတိတ်အနာဂတ်ပစ္စုပန်အစ္ဆဒဗေဟိတအတွင်းအပြင်အကောင်းအဆိုးအလုံးကိုစုပေါင်းပြီးတော့ရုပ်မှန်သမျှဒီထဲပါဝင်တာရူပခန္ဓာဒါကြောင့်မို့လို့မေတ္တာအဂရိဂိတ်ဂရိဂိတ်ဆိုတဲ့စကားလုံးကအပေါင်းဆိုတဲ့အဓိပ္ပာယ်ပြောတယ်နော်ဘယ်ရုပ်ပဲဖြစ်ဖြစ်ရုပ်မှန်လို့ရှိရင်ရူပခန္ဓာအစုဝေးတစ်ခုပဲဝေဒနာခန္ဓာလူတွေရဲ့စိတ်ထဲမှာခံစားချက်ဆိုတာရှိတယ်ခံစားတယ်ဆိုတာပျော်ရွှင်တာလည်းခံစားတာပဲမပျော်ရွှင်တာလည်းခံစားတာပဲစိတ်ရဲ့ခံစားမှုတွေဆင်းရဲတာလည်းခံစားတာပဲချမ်းသာတာလည်းခံစားတာပဲဆင်းရဲမှုလည်းမထင်ရှားချမ်းသာမှုလည်းမထင်ရှားဘူးဆိုတာလည်းခံစားမှုတစ်မျိုးပဲအဲ့ဒီခံစားမှုတွေအလုံးကိုစုပေါင်းပြီးတော့ဝေဒနာခန္ဓာလို့ဒီလိုပြောတာသင်္ညေခန္ဓာဆိုတာလူတွေဟာအထင်အမြင်စိတ်ထဲမှာမှတ်တာစွဲထင်နေတဲ့အရာတွေအာယုတစ်ခုကိုတွေးလိုက်ပြီဆိုရင်လူစိတ်ကမှတ်လိုက်တာမှတ်ထားတယ်ဆိုတာအဲ့ဒီအမှတ်တိုင်းနောက်ထပ်ပြန်သိဖို့အတွက်မှတ်တာဒါကိုတင်ညာလို့ခေါ်တာတဘာဝကိုကစိတ်ဖြစ်လာလို့ရှိရင်တင်ညာပါလာတယ်မှတ်လိုက်တာမှတ်လိုက်တယ်ဆိုတဲ့အခါမှာလွဲသွားတာလည်းရှိမှန်တာလည်းရှိအတိအကျပြောလို့မရအထင်အမြင်မှတ်သားတွေဖြစ်အဲ့ဒီလိုမှတ်သားမှုတွေမှန်သမျှအတိတ်ကမှတ်သားတာပဲဖြစ်ဖြစ်အနာဂတ်မှတ်သားမဲ့ဟာပဲဖြစ်ဖြစ်ပစ္စုပန်မှတ်သားနေတာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အတွင်းကမှတ်သားမှုပဲဖြစ်စေအပြင်ကသူတော်ဘာရဲ့မှတ်သားမှုပဲဖြစ်စေရုပ်ညံ့တဲ့မှတ်သားမှုပဲဖြစ်စေမွန်မြတ်တဲ့မှတ်သားမှုပဲဖြစ်စေကြမ်းတမ်းတဲ့ဟာပဲဖြစ်စေနုညံ့တာပဲဖြစ်စေဘာပဲဖြစ်ဖြစ်လို့ဆိုလို့တယ်အဲ့ဒါတွေမှတ်သားမှုတွေအားလုံးကိုစုပြီးတော့တင်ညာတင်ညက်ခန္ဓာ perception aggregate လို့ဒီလိုခေါ်တယ်ဒါလူတွေရဲ့ခန္ဓာကိုယ်ထဲမှာဒီခန္ဓာ၅ပါးကိုမြတ်စွာဘုရားရှင်းပြတာသင်္ခါရဆိုတာလူတွေရဲ့ပြုမှုဆောင်ရွက်မှုတွေမှန်သမျှမှန်တယ်လူတွေဟာစိတ်နဲ့လှုပ်တယ်ပထမစိတ်ထဲမှာလှုပ်ရှားတာစိတ်နဲ့လှုပ်ပြီးတဲ့အခါမှာနှုတ်ကထုတ်ပြောကြတယ်စိတ်ရဲ့လှုပ်ဆော်မှုကြောင့်အတန်ထွက်လာတယ်အတန်ထွက်ရုံနဲ့မကဘူးတခြားကိုယ်အမူအရာတွေပါလာတယ်ဆိုဟောအဲ့ဒါလို့အစင်းစင်အကျိုးတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့ဖန်တီးမှုတွေပေါ့ mental formation လို့ခေါ်တယ်စိတ်ရဲ့ဖန်ဆင်းမှုတွေဆိုတာစေတသိက်စိတ်ထဲမှာစွဲမိပြီးတော့ဖြစ်တဲ့အရာတွေအကောင်းရောအဆိုးရောဘာပဲဖြစ်ဖြစ်အလုံးပေါင်းပြီးတော့သင်္ခါရခန္ဓာလို့ပြောတယ်တခါလူတွေမှာအသိစိတ်ကလေးတွေရှိတယ်စိတ်ဆိုတာအာယုံကိုရအောင်ယူတဲ့သဘောလေးကိုပြောတယ်အဲ့ဒီအသိစိတ်ကလေးကလည်းအတိတ်ကဟာပဲဖြစ်ဖြစ်အနာဂတ်ဘာပဲဖြစ်ဖြစ်ပစ္စုပန်ဟာပဲဖြစ်ဖြစ်ကိုယ်ဟာပဲဖြစ်ဖြစ်သူဟာပဲဖြစ်ဖြစ်အညံ့ပဲဖြစ်ဖြစ်အကောင်းပဲဖြစ်ဖြစ်အေရာပဲဖြစ်ဖြစ်စိတ်မှန်သမျှဝိညာဉ်နဲ့ခန္ဓာလို့ဟောလူတွေရဲ့တဏ္ဍာကိုပေါင်းလိုက်မယ်ဆိုရင်ယုံနာနှမျိုးကိုခွဲခြားလိုက်တဲ့အခါမှာခန္ဓာ၅ပါးဆိုတာဖြစ်လာတယ်ခန္ဓာ၅ပါးလွယ်လို့ဘာမှမရှိဘူးအဲ့ဒီခန္ဓာ၅ပါးနဲ့ပတ်သက်လာတဲ့အခါမှာ
စွန့်လွတ်ရမှာဘာကိုစွန့်လွတ်ရမှာလဲလို့နော်လွတ်မြောက်တဲ့စိတ်ရဖို့ရအတွက်ဘာတွေကိုစွန့်ရမလဲဒီခန္ဓာ၅ပါးကိုစွန့်ရမှာလားဘယ်အရာကိုစွန့်ရမှာလဲလို့ဆိုမြတ်စွာဘုရားတိုက်ရိုက်ဟောတဲ့စကားလုံးလေးတွေရှိတယ်ရူပံဘိက္ခဝေနတုံမကံတံပဇဟထจิตายานတို့တဲ့ရုပ်တရားဟာသို့မဟုတ်ရူပခန္ဓာဟာသင်တို့ရဲ့ဥစ္စာမဟုတ်ဆိုလိုတာကလူတွေကအမြဲတမ်းကိုယ်ဟာလို့ထင်နေတာတတ္တဝါတွေကဘယ်ဟာပဲဖြစ်ဖြစ်ဟုတ်တယ်လေငါဘဝငါကိုယ်ငါစိတ်ငါခန္ဓာငါမျက်လုံးငါနားနဲ့သိမ့်ပိုက်နေကြတာအမြဲတမ်းပြောရုံနဲ့မဟုတ်စိတ်ကလည်းဒီတိုင်းပဲထင်အဲ့ဒါဘသူရဲ့အတွေးတွေတုံးဆိုတဏှာရဲ့အတွေးတွေပဲပေါ့အဲ့ဒါကိုမြတ်စွာဘုရားကနားလည်အောင်ရူပံဘိက္ခွေနတုံမကံရူပခန္ဓာအသင်တို့ဟာမဟုတ်ဘူးတဲ့ထို့တူပဲဉာဏ်နဲ့ခန္ဓာတွေဝေဒနာဘိက္ခွေနတုံမကံစိတ်ရခံစားမှုဆိုတဲ့ဝေဒနာခန္ဓာလဲသင်တို့ဟာမဟုတ်ဘူးငါဟာလို့မထင်ညနဲ့ကိုယ်ဟာလို့မထင်ညနဲ့သင်တို့ဟာမဟုတ်ဘူးတရားဝါတွေကတော့ဒီတိုင်းပဲထင်နေတာတင်ညာဘိက္ခဝေနတုံမကံတင်ညာလည်းသင်တို့ဟာမဟုတ်သင်္ခါရဘိက္ခဝေနတုံမကံသင်တို့ဟာမဟုတ်ဘူးသင်္ခါရတွေဝိညာဏဘိက္ခဝေနတုံမကံဝိညာဏကလည်းပဲသင်တို့ဟာမဟုတ်ခန္ဓာ၅ပါးဟာသင်တို့ရဲ့ဥစ္စာမဟုတ်ဘူးတသံတလာလုံးမှာလူတွေမှာအတ္တနဲ့အတ္တနိယသို့မဟုတ်အဟံနဲ့မမငါလို့ဆိုတဲ့အတွေးရယ်ငါဟာဆိုတဲ့အတွေးရယ်ဘာဖြစ်လို့တော့ဆိုငါရှိတယ်ထင်လို့ငါဟာရှိတယ်ထင်နေတာငါမှမရှိရင်ငါဟာပဲရှိလို့ရငါရှိရင်တော့ငါဟာရှိကောင်းရှိလိမ့်ငါဆိုတဲ့အရာကိုကဘယ်ဟာတုံးလို့အသိဉာဏ်နဲ့စစ်ဆေးလိုက်တဲ့အခါကျတော့ငါဆိုတာပျောက်သွားတယ်ငါပျောက်သွားသည့်အတွက်ကြောင့်ငါဟာလည်းပဲပျောက်ရတော့တာပဲပေါ့အဲဒါကြောင့်မို့နတ္တုမကသုတ်ဒီမှာမြတ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ဟာသင်တို့ဟာမဟုတ်ဘူးတဲ့ဒါဖြင့်မဟုတ်ရင်ဘာလို့တံပစဟထအဲ့ဒီရုပ်ဝေဒနာတင်ညာသင်္ခါရတွေကိုစွန့်လိုက်ကြလို့ပြောတယ်သိမ့်ပိုက်မထားကြနဲ့ငါဟာမဟုတ်ဘူးသိမ့်ပိုက်မထားနဲ့စွန့်အဲ့တော့ဒီဆိုရင်ခန္ဓာကိုယ်ကြီးတစ်ခုလုံးစွန့်ပြရမှာလားဝေဒနာခံစားမှုတွေအကုန်စွန့်ပြရမှာလားတင်ညာဆိုတာတွေကိုစွန့်ပြရမှာလားသင်္ခါရဝိညာဏတွေကိုစွန့်ပြရမှာလားလို့အဲ့ဒါလို့စွန့်ပြတယ်လို့ဒီလိုသွားပြီးတော့နားလည်နေတတ်တယ်နော်တကယ်ကမြတ်စွာတို့သိမ့်ပိုက်နေတဲ့တဏှာကိုစွန့်ခိုင်းငါဟာလို့သိမ့်ပိုက်နေတဲ့တဏှာကိုစွန့်ခိုင်းတယ်မြတ်စွာဘုရားကရူပံဘိက္ခဝေနတုံမကံတံပဇေထတံဟောပိဟိနံဟိတယဒုက္ခယဘဝိတ္တိအကျိုးနဲ့အကြောင်းနဲ့တင်ညာသင်္ခါရတွေဟာသင်တို့ဟာမဟုတ်ဘူးလွတ်ထားလိုက်ကြငါဟာထင်ပြီးတော့သိမ့်ပိုက်မနေကြနဲ့တံဟောပိဟိနံလွတ်ထားလိုက်ပြီဆိုလို့ရှိရင်ဟိတယဒုက္ခယဘဝိတ္တိကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာဖို့အခြေအနေကောင်းနေချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လာလိမ့်မယ်လို့မစွန့်လွတ်နိုင်ဘူးသိမ့်ပိုက်ထားမယ်ဆိုရင်ဥပါဒာပရိတတနာသိမ့်ပိုက်ထားလို့ရှိရင်ပူရလိမ့်မယ်မသိမ့်ပိုက်ဘူးဆိုလို့ရှိရင်မပူရဘူးဟုတ်တာပေါ့ပစ္စည်းတစ်ခုဟာလူတစ်ယောက်ဟာထိုပစ္စည်းလေးပေါ်မှာတွေ့တာနေသေးသမျှကာလပတ်လုံးထိုပစ္စည်းအတွက်တောကဆိုတာလာတာပဲတောကဘယ်ကလာလဲလို့ဆိုလို့ရှိရင်သိမ့်ပိုက်မှုကလာဒါကြောင့်မို့တွေ့တာမှုရှိတဲ့နေရာဟာတောကရှိတယ်လို့ပြောရတာနော်တွေ့တာမှုရှိတဲ့နေရာမှန်သမျှတောကဆိုတာရှိတယ်ဒါတွေကိုရည်စူးပြီးတော့မြတ်စွာဘုရားကကာမတောဇာယတိတောကောလူချင်းမှုတွေကြောင့်တောကဆိုတာလာတာတဏှာယဇာယတိတောကော
ငါဟာလို့သိမ့်ပိုက်ထားမှုတွေကြောင့်တောကဆိုတာလာတာလို့ကိုယ်ဘဝနဲ့ကိုယ်လည်းဆက်ဟကြည့်ပေါ့ကိုယ်မပိုင်တဲ့ပစ္စည်းကိုယ်နဲ့မသက်ဆိုင်တဲ့လူတယောက်အတွက်ဆိုတဲ့ကိုယ်နဲ့သက်ဆိုင်နေတယ်ဆိုတာမတမ်းမထင်ရှားတယ်ပေါ့နောက်ဆုံးမှာကိုယ်နဲ့အသက်ဆိုင်တော့ကကိုယ်ဘဝပဲသက်ဆိုင်နေလို့ယူဆတာကိုယ်ဘဝပဲအဲ့တော့ကိုယ်ဘဝအတွက်ဘယ်သူအတွက်မှမပူဘူးဆိုတဲ့လူတွေဟာကိုယ့်အတွက်တော့ပူနေမှာနော်ဘဝအတွက်တော့ပူမှာဒါကြောင့်မလို့အလုံးကိုစွန့်လွတ်နိုင်ဒီတွေ့တာမှုကိုစွန့်လွတ်ခြင်းဒီပင်လင်စွန့်လွတ်ခြင်းပဲရုပ်ကိုစွန့်လွတ်တဲ့အခါမှာဘယ်ပုံစွန့်လွတ်ရဆိုပါစို့စက္ခုဘိက္ခွေနတုံမာကံတံပဇေထမျက်လုံးဟာမင်းတို့ပိုင်တဲ့အရာမဟုတ်ဘူးလွတ်ထားလိုက်ဆိုတာမျက်လုံးကိုတွေ့တာမျက်လုံးကိုဖြည့်ဆည်းပြဖို့ပြောတာမဟုတ်ဘူးလွန့်ပြဖို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဆိုလိုတဲ့အဓိပ္ပာယ်လောကတွေ့တာမှုဆိုတာလေစိတ်ထဲမှာဖြစ်လာတယ်ဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတယ်အာယုန်နဲ့ဆက်သွယ်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာအေသာတန်ရောစဉ်သမီးတန်ရောစဉ်ပစ္စည်းတန်ရောစဉ်ဘဝတန်ရောစဉ်နဲ့ပြောကြတကယ်တော့သားကတန်ရောစဉ်မဟုတ်ပါဘူးသမီးကလည်းတန်ရောစဉ်မဟုတ်ပါဘူးသားပေါ်မှာတွေ့တာတဲ့တဏှာတန်ရောစဉ်သားကိုဖြတ်เสียမလိုဘူးသားပေါ်တွေ့တာတဲ့တန်ရောစဉ်ကိုဖြတ်တန်ရောစဉ်ဖြတ်တယ်ဆိုတာအဖြတ်မှားရတယ်သားသမီးကိုဖြတ်ခိုင်းတာမဟုတ်ဘူးသားသမီးပေါ်မှာတွေ့တာတဲ့တဏှာဆိုလိုတာကစက္ကူရွက်ကလေး2ရွက်ထပ်ထားစက္ကူရွက်ကလေးတဲ့တစ်ခုနဲ့တစ်ခုလွတ်နေတာအဲ့ဒီစက္ကူ2ခုကြားမှာကော်ဈေးလေးတစ်ခုထည့်လိုက်ဂလူးထည့်လိုက်နော်ကော်ဈေးထည့်လိုက်မယ်ဆိုတော့အဲ့ဒီစက္ကူကခွာလို့ရသေးလားမရအဲ့တော့စက္ကူကကတ်တာမဟုတ်ဘူးကော်ကကတ်တာစိတ်နဲ့အာယုံကြားမှာဘယ်သူရှိလဲဆိုတဏှာဟာဂလူးပဲကော်ဈေးပဲစက္ကူ2ရွက်ကြားမှာရှိတဲ့ကော်ဈေးလိုပဲပုကတ်တာအဲ့ဒီကော်ဈေးကို6အောင်လုံးလိုက်တဲ့အခါဒီစက္ကူ2ခုကလွတ်သွားပြန်ပြီးတော့အဲ့ဒီသဘောကိုဆွလို့တာတန်ရောစဉ်ဆိုတာဈာကခန်းနေတဲ့တဏှာကိုဖယ်ရှားခိုင်းတာပဲပေါ့ဒါကြောင့်မို့လို့ရုပ်တရားဟာငါဟာမဟုတ်ဘူးငါဟာလို့သိမ့်ပိုက်နေတဲ့တဏှာကိုဖယ်ခိုင်းတာငါဟာလို့သိမ့်ပိုက်နေတာတဏှာသိမ့်ပိုက်တာအဲ့ဒီသိမ့်ပိုက်နေတဲ့တဏှာကိုဖယ်ခိုင်းတာမြတ်စွာဘုရားဒီဒိဗ္ဗေဆိုလို့တယ်ဒါကြောင့်မို့ရူပံဘိက္ခွေနာတုံမကံတံပဇေထจิตသားယဟန်တို့ရုပ်တရားဟာသင်တို့ဟာမဟုတ်ဘူးထို့တူပဲဝေဒနာဟာသင်တို့ဟာမဟုတ်ဘူးသင်ညာဟာသင်တို့ဟာမဟုတ်ဘူးသင်္ခါရတွေဟာသင်တို့ဟာတွေမဟုတ်ဘူးဝိညာဏဆိုတဲ့အသိစိတ်ဟာသင်တို့ဟာမဟုတ်ဘူးတံပဇေထလွတ်ထားလိုက်တွဲမနေနဲ့လို့ပြောတာလွတ်ထားလိုက်တွဲမနေနဲ့လွတ်ထားလိုက်ရင်ဘာဖြစ်တံဝောပဟိနံဟိတယဒုက္ခလွတ်ထားလိုက်နိုင်လို့ရှိရင်သင်တို့အတွက်ဟိတဒုက္ခအခြေအနေကောင်းတွေဖြစ်ပေါ်ပြီးတော့ချမ်းသာဒုက္ခတွေရလိမ့်မယ်လိုချင်တာကချမ်းသာလေသို့တော့လိုချင်တာချမ်းသာရခြင်းပေမဲ့လို့တဏှာဆိုတဲ့အတွေ့အတာကြောင့်ချမ်းသာမရဘဲနဲ့ဒုက္ခတွေကြီးပဲရတဏှာဆိုတာဒုက္ခသမုဒယဒုက္ခကိုပဲထုတ်လုပ်တာဒုက္ခကိုပဲထုတ်လုပ်တယ်ဒါကြောင့်မို့လို့တဏှာဖြစ်လာတာနဲ့တပြိုင်နက်ဒုက္ခကနောက်ကတတိကြီးလာတော့တာဒါကြောင့်မို့လို့အဲ့ဒီတဏှာကိုဖယ်ခိုင်းတာမြတ်စွာဘုရားဒါမို့စွန့်လွတ်လိုက်လွတ်မြောက်တဲ့စိတ်ရဖို့အတွက်အလုံးကိုစွန့်လွတ်ရမယ်ဆိုတာဟာဘာကိုစွန့်လွတ်ခိုင်းတာလဲဆိုအဓိကတွေ့တာမှုဆိုတဲ့တဏှာကိုစွန့်လွတ်ခိုင်းတာလို့ဒီလိုပြောတာနော်တွေ့တာမှုဆိုတဲ့တဏှာကိုစွန့်လွတ်ခိုင်းဒါဗုဒ္ဓရဲ့တရားတော်ရဲ့လက်တွေ့ကျင့်သုံးရတဲ့အနေအထားတစ်ခုကိုယ်တိုင်းတာတစ်ခုရနည်းနည်းလွတ်နိုင်နည်းနည်းသက်သာတာများများလွတ်နိုင်များများသက်သာလုံးဝလွတ်နိုင်လုံးဝချမ်းသာဒါပေါ့ level တို့ degree တို့ဆိုတာရှိတာပေါ့အတိုင်းတာလေးတစ်ခုရ
စဉ်းစားဉာဏ်လေးနဲ့တင်ပဲတွေ့တာမှုတွေကိုတဖြည်းဖြည်းရှော့ကြည့်လိုက်ရှော့ကြည့်လိုက်တဲ့အခါဘာနဲ့ရှော့စဉ်းစားမှုတွေနဲ့ရှော့အေးတနေ့အချိန်ကျငါတို့အကုန်ထားခဲ့ရမှာလို့ဆိုဟောတွေ့တာမှုယော့သွားနော်တိတ်ပိုက်ချင်တဲ့စိတ်ယော့သွားဘာလို့လဲထားခဲ့ရမယ့်ဟာလေးချင်တော့ပဟာယဂမနိယတဲ့ထားပြီးတော့ကိုယ်သွားပြီကိုယ်ပိုင်တဲ့ပစ္စည်းတွေအလုံးထားသွားတာပဲဘယ်သူမှယူမသွားဘူးနော်ထားပြီးသွားတာအကြည့်ပဲကောအဲ့တော့ထားသွားရမယ့်ပစ္စည်းဟာဘာတွေကိုထားသွားရတော့ဆိုအကုန်ထားသွားတာကိုယ်နဲ့ဆက်ဆက်နေတဲ့ကိုယ်ခန္ဓာကိုယ်တောင်ယူသွားလို့မှမရတာနော်အလုံးထားခဲ့တာအဲ့ဒါလို့ထားသွားရမယ့်အရာတွေပေါ်မှာတစုံမဲ့မဲ့တတွဲတာဖြစ်နေပြီဆိုလို့ရှိရင်ပူပန်ကြောင်းကြမှုတွေကနောက်ကတတိကြီးလာတွေ့တာမှုကတွေ့တာမှုတွေရပ်နေရင်တွေ့တာချင်းစရာကောင်းတာပေါ့သို့သောတွေ့တာမှုတွေတွေ့တာမှုတွေမရပ်ဘူးပါလာတော့တောကလာမယ်တွေ့တာမှုကိုအကြောင်းပြုပြီးတောကလာတယ်မထိန်နိုင်ရင်ပရိဒေဝကိုယ်ဆင်းရဲမှုတွေစိတ်ဆင်းရဲမှုတွေစိတ်ပင်ပန်းမှုတွေအများကြီးလာနောက်ကအားလုံးဟာဇက်တိုက်လိုက်လာတာတွေကဒုက္ခတွေကြီးပဲဒုက္ခမလာဘူးကိုယ်ကရချင်တာကဒုက္ခစိတ်အေးချမ်းချမ်းနဲ့နော်စိတ်ချမ်းသာကိုယ်ချမ်းသာနေကြတယ်လူတိုင်းဆုတောင်းတယ်ချမ်းသာကိုယ်စိတ်မြဲပါစေချမ်းသာကိုယ်စိတ်မြဲပါစေဒီပူပန်မှုတွေရှိနေဘယ်လိုမှချမ်းသာကိုယ်စိတ်မြဲလို့မရဘူးနော်လားနေမှာပဲအဲ့တော့ချမ်းသာကိုယ်စိတ်မြဲချင်ရင်မလုပ်အောင်တွေ့တာမှုဖယ်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားနတ်တုံမာကတုတ်မှာဒီလိုဟောတာနော်နတ်တုံမာကတုတ်ဒါကြောင့်မို့လို့လွတ်မြောက်တဲ့စိတ်ဆိုတာဘယ်ကလွတ်မြောက်တာတွေ့တာမှုကလွတ်မြောက်တာတွေ့တာမှုကလွတ်မြောက်လို့ရှိရင်နောက်ထပ်ဘယ်ကလွတ်လဲတောကလွတ်လူတွေကထင်ကြတယ်တောကကင်းဝေးနေနိုင်ရေးဆိုပြီးတော့လောကကြီးထဲမှာတောကကင်းကင်းနဲ့နေဖို့ဆိုပြီးကြိုးစားကြတယ်တောကကင်းဖို့အတွက်ဘာတွေရှာတော့ဆိုတောကဖြစ်စရာတွေရှာပြီးတော့တောကကင်းဖို့နေဖို့ကြိုးစားနေကြတယ်ဥပမာပူပန်ကြောင်းကြမှုတောကမရှိအောင်ရှိသမျှပိုက်ဆံငွေကြေးတွေသုံးချပြီးတော့ဖူလုံအောင်ဆိုပြီးတော့လုပ်ကြတယ်တိုက်တာကြီးတွေဆောက်ကြတယ်ကားကြီးတွေဝယ်ကြတယ်စိန်တွေရွှေတွေဝယ်ကြတယ်ဘာလို့ဖို့ပူစရာမရှိအောင်တွက်ထားတော့ပူစရာမရှိအောင်ဝယ်တာပဲဒါတည်းကနော်မပူပင်ရအောင်ပြောလဲပြောတာပဲအေးတို့တော့ဘာမှမပူရဘူးစားစရာလည်းအစင်စစ်နေစရာလည်းအစင်စစ်သွားစရာလာစရာအကုန်လုံးအစင်စစ်မယ်ဘာမှပူစရာမရှိဘူးစိတ်အေးလက်အေးလို့ဒီလိုအောင်းမိတာဩဒုက္ခရောက်လာပြီဆိုတဲ့အခါကျတော့ခြေမကင်မိလက်မကင်မိဖြစ်တာပေါ့ဘယ်သူအတွေးနဲ့သွားတွေးတူတုံးလို့ဆိုလို့ရှင်အရိန္ဒမဇတ်မှာလာတဲ့ပိစိကဗုဒ္ဓမထေရမြတ်ဥပမာပိစိကဗုဒ္ဓအရှင်မြတ်ဥပမာပေးတဲ့ဟာနဲ့တတ်တူတယ်စဉ်းစားဉာဏ်တိမ်နဲ့ကြီးတကောင်ခင်းကမြစ်ကြောမှာစနေကောင်ကြီးတကောင်မျောလာတဲ့အခါကျတော့သူကမြင်တွေ့တယ်သူတကောင်နဲ့ပဲတွေ့လိုက်တယ်ဟာဟန်ကြပြီတသက်စာတော့ဖူလုံကြီးတကောင်ဖို့ဆိုတော့ဆင်ကြီးကကြီးတောင်နေသေးတာပေါ့နော်သူတသက်စာတော့ဖူလုံတာပေါ့ဆင်ကြီးတကောင်လုံးသူရလိုက်စနေကောင်ကြီးကခင်းကမြစ်ကြောမှာရေရင်မှာမျောနေတဲ့အခါကျတော့ကြီးကန်းကကောင်းကင်ကပြန်ချလာပြီးတော့ဆင်ကြီးပေါ်နားလိုက်ပြီးတော့ဖောက်လို့ရတဲ့နေကဆင်ရဲ့အသားကိုဖောက်ပြီးတော့စားပြီးပြီဆိုတဲ့အခါရေတောက်မောပန်းပြီဆိုရင်ဆင်ကြောကုန်းပုံမှာပဲဒီတိုင်းနာဆင်ကြတယ်ဘဲမှသွားစရာမလိုဒီဆင်ကြီးကတော့တသက်ဆံငါအတွက်ဖူလုံပြီးစားရင်လည်းရေတောက်ဖို့အစင်နဲ့စားဖို့ရလည်းအစင်နဲ့နေစရာလည်းအစင်နဲ့ပဲဘဲမှမသွားတော့ဘူးဆိုပြီးတော့စနေကောင်ကြီးပေါ်မှာဒီတိုင်းပဲလိုက်သွားတဖြည်းဖြည်းနဲ့မျောသွားလိုက်တာဘယ်ရောက်သွားတော့ဆိုပင်လယ်ကမ်းခြေပင်လယ်ထဲရောက်သွားတယ်ဆင်ကြီးက
ခင်္ဂမြေတုံကတော့ကျယ်ပေမဲ့လို့ကန်းနေမြင်ရဟိုဘက်ကန်းဒီဘက်ကန်းငှက်တကောင်ဖို့အလှမ်းမဝေးတဲ့ကန်းနေမြင်ရအဲ့ဒါလို့နဲ့မိမိမျောမျောတသက်စာလို့စိတ်ထဲကစိတ်ကူးရင်ပြီးတော့ပါသွားလိုက်တာကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲလှည့်ရောက်သွားတယ်။အိုးလှိုင်းကြီးတွေလာတဲ့အခါဟန်ကြတယ်ညိတ်နေဆိုပြီးစီးတောင်လေးလိုက်သေးတယ်သူကပင်လယ်ကနဲ့တဲ့နဲ့လာတဲ့အခါကျတော့အရှိနောက်တောင်မြောက်ဆိုတာမသိတော့အဲ့ဒီချိန်ကျတော့လှိုင်းတွေကပုတ်ပါများလေတွေကတိုက်ပါများစင်ဒီကောင်ကြီးကပုတ်ပွားလာတဲ့အခါစင်ဒီကောင်ကြီးဟာလှိုင်းပုတ်တဲ့တန်ငါးတွေပါရဲ့စားတဲ့ဓာတ်တွေကြောင့်စင်ဒီကောင်ကြီးဟာမြုပ်တဲ့အခြေအနေရောက်လာအဲ့ဒီကြတော့မှလှိုင်းပုတ်တာတွေနဲ့မငြိမ်မသက်ဖြစ်လာတော့သူ့ရဲ့စိတ်ကူးရင်စတင်ပြီးတော့ဒီတုံလုံးเสียနဲ့ကြုံလာအဲ့တော့လှိုင်းပုတ်တော့ဆင်ကြီးမြုပ်ပြီဆိုတဲ့အခါမှာသူနေစရာလိုက်ရှာဘယ်ဘက်ပြန်လို့မှကမ်းမတွေ့ဘူးဘယ်ပြန်ရမှန်းလည်းမသိတော့ဘူးဘယ်ပြန်လို့မှကမ်းရှာမတွေ့တော့เนาะနောက်ဆုံးမှာသူ့ရဲ့စိတ်ကူးရင်အိမ်မက်ဒုက္ခနဲ့ပဲအဆုံးသတ်သွားတယ်ပေါ့တသက်စာမဟုတ်လိုက်ဘူးเนาะလောကလူတွေလည်းအဲ့ဒီအတိတ်ပဲအတိုင်းရောက်တာပဲနောက်ဆုံးအချိန်ရောက်လာလို့ရှိရင်အလုံးဟာစိတ်ချရတယ်လို့စိတ်ကထင်နေတာနောက်ဆုံးအချိန်ရောက်တဲ့အခါကျတော့ခြေမကင်မိလက်မကင်မိဒုက္ခရောက်သွားကြတာကြည့်ပဲဒီလိုပဲဖြစ်တယ်။အော်အဲ့ဒီချိန်ကျတော့ဘာကမှကိုယ်မကယ်တော့မကယ်နိုင်တဲ့အနေအထားတစ်ခုရောက်သွားအဲ့ဒီချိန်ကျတော့မှဘာလို့အောင်ဘာမှလုပ်လို့မရတော့တဲ့အနေအထားမျိုးဖြစ်သွားတယ်။အေးပစ္စေကဗုဒ္ဓကဒီဥပမာပေးပြီးတော့ကာမဂုဏ်အာယုန်နေဆိုတာအဲ့ဒီတိုင်းပဲတဲ့စိတ်ကူးရင်လို့မရဘူးဘယ်အရာဖြစ်ဖြစ်တွေ့တာထားရင်နောက်ဆုံးတစ်နေ့စွန့်လွတ်ရမှာပဲအဲ့ဒါကြောင့်မို့လို့ကာမဂုဏ်အာယုန်နေပေါ်မှာဆုပ်ကင်ထားခြင်းဟာအမှန်ကန်မှုတဲ့ဒါကြောင့်မို့ဥပါဒါပရိတတနာဆုပ်ကင်ထားရင်ပူပန်ရမယ်အနုပါဒါအပရိတတနာအစရတဲ့မဆုပ်ကင်နဲ့မဆုပ်ကင်ရင်မပူပန်ရဘူးလို့တခဏကိုထာဝရထင်ပြီးတော့စုံမဲ့နေလို့ရှင်ဒီအခြေအနေမျိုးနောက်ဆုံးကြတော့ရောက်လာတာတနေ့ပြောင်းတနေ့ရောက်လာတာပဲအေးဒါကြောင့်လို့နောက်ဆုံးမှာတောကနဲ့ပရိဒေဝနဲ့အဆုံးသတ်ဒုက္ခနဲ့ပဲအဆုံးသတ်ကြတယ်တဲ့ဒါကြောင့်လို့မြတ်စွာဘုရားကြွတင်ပြီးတော့ယောဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့တရားတွေဟာငါမဟုတ်ဘူးစွန့်ထားကြစွန့်လွတ်လိုက်ကြစွန့်လွတ်လိုက်ကြဆိုတာသိမ့်ပိုင်မထားနဲ့ငါဟာလို့ထင်နေကြတယ်လွတ်လိုက်ကြလွတ်လိုက်လို့ရှိရင်ချမ်းသာဒုက္ခရလိမ့်မယ်လို့ဒီလိုဆိုလို့တာဘယ်လိုချမ်းသာဒုက္ခရတာတုံးဆိုအစတည်းကလွတ်ထားသည့်အတွက်ကြောင့်ခြေမကင်မိလက်မကင်မိမလာတော့လေတောကလည်းမဖြစ်တော့ဘာလို့ဆိုစဉ်းစားထားပြီးသားဒါတွေကမခိုင်မြဲဘူးဆိုတာစဉ်းစားထားတယ်သိထားသည့်အတွက်ကြောင့်မတွေ့ဘူးမတွေ့သည့်အတွက်ကြောင့်မကြောင်းကြငါဟာလို့လည်းမထင်ဘူးငါဟာလို့လည်းမထင်ဘူးရုပ်တရားပျက်စီးသွားတာငါပျက်စီးတာမဟုတ်ဘူးသူကသူပျက်စီးတာနော်ဝေဒနာပျက်စီးတာလည်းငါပျက်စီးတာမဟုတ်ဘူးငါဟာပျက်စီးတာမဟုတ်ဘူးတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ဉာဏ်နဲ့ခန္ဓာတွေပျက်စီးတာလည်းငါပျက်စီးတာမဟုတ်ဘူးငါဟာပျက်စီးတာမဟုတ်ဘူးသဘာဝဆိုတာဒီတိုင်းပဲလို့စွန့်လွတ်နိုင်တဲ့အနေအထားတစ်ခုမှန်ကန်တဲ့အတွေးအမြင်ရထားလို့အထင်အမြင်တွေကိုလွန်ပြီးတော့မှန်ကန်တဲ့ယထာဘူတညာဏဒသနာနဲ့သိပြီးတော့တွေ့တာမှုတွေအလုံးဖယ်ရှားအဲ့ဒါလို့ဖယ်ရှားနိုင်လို့ဝိမု ക്ത စိတ်တာလွတ်မြောက်တဲ့စိတ်ဘယ်တော့မှမတုံ့လို့တော့ဝိမု ക്ത စိတ်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးဆိုလို့ရှိရင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပြိဋိဘံစံမှု10လအလိုလောက်မှာဝေလူဝယာမှာယောဂါတွေအကြီးကျယ်ဖြစ်တယ်ဖြစ်ပြီးတော့နောက်ပြန်ပြီးတော့နေကောင်းသွားတယ်ကျမ်းမာသွားတယ်အာယုသင်္ခါရဖလားတဘာဘဝင်စားပြီးတော့ယောဂါကိုပြန်ထိန်းထားတော့10လတိတိကျမ်းမာကောင်းသွားအဲ့ဒီမှာတစောင်းမုံလဆန်း9ရက်လောက်ရောက်ပြီး10ရက်မြောက်လောက်မှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားလည်းတက်တော်80ရှိပြီကြီးပြီ
မြတ်စွာဘုရားလည်းယောဂဝေဒနာတွေအမှန်တမ်းတက်တော်ရွယ်တော့ကြီးလို့အာယုသင်္ခါရနဲ့ထိန်းနေရတဲ့အနေအထားမျိုးရှိပြီငါရောအသက် life span ပေါ့ငါရဲ့အသက်ကျွင်းရရောဘယ်လောက်ကြံသေးတယ်လဲလို့ကြည့်လိုက်တဲ့အခါ9ရက်ဖက်ကြတော့သူရဲ့ life span 9ရက်ဖက်ရှိတော့တာမန်ပုဂ္ဂိုလ်ဆိုရင်တုံလှုပ်သွားမှာပေါ့နော်တာမန်ပုဂ္ဂိုလ်ဆိုတုံလှုပ်သွားမြန်မာလူမျိုးတွေတော်တော်များများဆေးမစစ်ရတဲ့လူတွေအများကြီးရှိတယ် medical check ကလောက်ပါဆိုရင်မလောက်ဘူးဘာလို့လဲဆိုမျက်ကန်းတစ်စိမကြောက်လေမျက်စိကန်းနေတဲ့လူကတစ်စိမကြောက်ဒါပေမဲ့နားထဲက6666နဲ့အတန်ကြားနေရင်တော့ကြောက်ကောင်းကြောက်မှာပါနော်မျက်ကန်းတစ်စိမကြောက်ဆိုတာမျိုးလိုပဲကြောက်เสียမမြင်ရတော့မမြင်ရတာအေးတယ်လို့သွားထင်ကြတယ်ထင်သည့်အတွက်ကြောင့် medical check ကမလုပ်ဘူးလုပ်လို့ရှိရင်လည်းပဲမသိကြဘူးနော်သိရမှကြောက်တယ်ဒီလိုတွေရှိတယ်ပေါ့သို့တော့ကြောက်တာမကြောက်တာအသာထား medical check ကလုပ်လို့ diagnosis မှာယောဂမရှိဘူးလို့အဖြေထုတ်ရင်ဝမ်းသာစရာလားယောဂရှိတယ်လို့အဖြေထုတ်ရင်ရောကြောက်စရာလားလို့ဆိုတကယ်တွေးကြည့်တော့ဒီနှစ်ဦးဟာတူတူပါပဲသေမာခြင်းကတော့တူတူပဲလို့သူတို့ပြောနော် medical check ကလုပ်လို့ diagnosis မှာယောဂရှိတယ်ဆိုတဲ့လူကနောက်မှသိချင်းသိတယ်ယောဂမရှိဘူးကျမ်းပါတယ်ဆိုတဲ့လူကအရင်သိချင်းသိသွားတာဒါဒီခေတ်မှာ example တွေအများကြီးပဲเนาะအဲ့တော့ diagnosis မှာယောဂမတွေ့ဘူးလို့ပြောတာနဲ့လည်းခြေနှက်เสียမဟုတ်ဘူးယောဂတွေ့တယ်ဆိုပြီးတော့လည်းပိုကြောက်เสียမဟုတ်ကိုလုံးတဲ့နာလှုပ်ဖို့ပဲရှိတယ်ပေါ့တွေ့တာရှင်သာရိပုတ္တရာမထေရမြတ်9ရက်အလိုမှာသူ့ဘဝအဆုံးသတ်တော့မယ်ဆိုတာသိသွားသို့တော့သူ့မှာငါလို့တွေ့ထားတာတခုမှမရှိဘူးငါဟာလို့တွေးတင်ထားတာတခုမှမရှိဘူးတုံလုံးမှုမရှိဘူးတုံလုံးမှုမရှိဘူးအဲ့ဒီစိတ်မျိုးကိုပြောတာဝိမု ക്ത စိတ်ဆိုတာနော်အဲ့ဒီစိတ်ရောက်အောင်ဘုန်းကြီးတို့တွေစူးစမ်းကြရတာမရနိုင်သေးတာရွှေများလို့ပဲပေါ့ရွှေဟာအညစ်အကြေးတွေရှိနေသေးသမျှနန်းဆွဲလို့မရကျိုးမယ်ဆက်မယ်နော်ရွှေစစ်သွားပြီဆိုလို့ရှိရင်ပျော့သွားပြီးတော့နန်းဆွဲလို့ရသွားတယ်ကြီးတွေအညစ်အကြေးတွေရွှေကိုတတ်ဆင်ပြလိုက်တဲ့အခါကျတော့ရွှေဟာပျော့ပြောင်းလေးဖြစ်သွားအဲ့ဒါလိုပဲစိတ်ဓာတ်ကိလေသာအညစ်အကြေးတွေရှိနေမာဆက်နေကျိုးနိုင်ကိုယ်လို့မရဘူးကိုယ်ရင်ကျိုးမယ်ခွေလို့မရဘူးခွေရင်ကျိုးမယ်လွတ်မြောက်တဲ့စိတ်ဖြစ်သွားပြီဆိုလို့ရှိရင်တန့်စင်ပြီးသားရွှေလိုပဲပျော့ပြောင်းပြီးတော့အဲ့ဒီစိတ်မျိုးကိုဝိမု ക്ത စိတ်လို့ခေါ်တာအဲ့ဒီဝိမု ക്ത စိတ်ရဖို့အတွက်ဘာလို့အာလုံးကိုစွန့်လွတ်ပါအာလုံးကိုစွန့်လွတ်ပါဆိုတာအာလုံးပေါ်မှာတွေ့တာမှုကိုစွန့်လွတ်ပါလို့ဒီလိုဆိုလိုတာเนาะနောက်ဆုံးကိုယ်တောင်မချမ်းနဲ့ဒီတရားကိုမြတ်စွာဒီတရားဟောတာလေပုဂ္ဂိုလ်တူအတွက်ဟောတဲ့တရားဖြစ်ပေမဲ့လို့အာလုံးအတွက်အမှန်တမ်းတမိုးရှိမြတ်စွာဘုရားဟောထားတာကြည့်လွတ်မြောက်တဲ့စိတ်အတွက်အာလုံးကိုစွန့်လွတ်ပါဆိုတာမုံစပုရိမုံစအတိတ်ကခန္ဓာပေါ်မှာတွေ့တာမှုတွေကိုလည်းစွန့်လိုက်ပါမုံစပစ္ဆတောနောင်လာမဲ့ခန္ဓာတွေပေါ်မှာတွေ့တာမှုတွေကိုလည်းစွန့်လိုက်ပါမစ္စေမုံစပစ္စုပန်မှာရှိနေတဲ့ခန္ဓာပေါ်မှာတွေ့တာမှုကိုလည်းစွန့်လွတ်လိုက်ပါဟောအဲ့ဒါလို့စွန့်လွတ်လိုက်ပြီအတိတ်အနာကခန္ဓာတွေဖြစ်ပေါ်ပြီးခဲ့တဲ့ခန္ဓာတွေပေါ်မှာတွေ့တာမှုတွေအလုံးကိုစွန့်လွတ်လိုက်လို့ဘဝရဲ့ကံဆုံးလမ်းဆုံးရောက်ပြီးတော့လွတ်မြောက်တဲ့စိတ်ရသွားလွတ်မြောက်တဲ့စိတ်ရသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှမွေးဖွားတာဆိုတာလည်းမရှိဘူးဘယ်တော့မှအိုတာလည်းမရှိဘူးအလုံးမှာလွတ်မြောက်တဲ့စိတ်ရသွားပြီဘယ်ရာနဲ့မှညှိတွယ်ပြီးတော့မနေဘူးညှိတွယ်ပြီးတော့မနေသည့်အတွက်ကြောင့်
နာပုဏဇာတိစရံဥပိဟိတိနောက်ထပ်မျိုးစေ့တစ်ခုမလာနိုင်တော့ဘူးလို့ဘာဖြစ်လို့တော့ဆိုတော့ဇာတိဆိုတာကံရှိမှလာတာကံကဘယ်သူရမှလာတာပရိစ္ဆေသမုပ္ပါဒ်ကိုကြည့်ပေါ့တဏှာပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယဇာတိတဏှာတို့ဥပါဒံတို့အခြေခံမှဘဝကံတရားတွေလာတယ်ကံတရားတွေလာသည့်အတွက်ကြောင့်ကမ္မပစ္စယဇာတိဥပပတ္တိဘဝဖြစ်လာအဲ့တော့ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေအကုန်ဆုံးလွတ်ပြီးတဲ့ဖြစ်သောကြောင့်နောက်ထပ်ဇာတိဆိုတာမလာဘူးဇာတိမလာသည့်အတွက်ကြောင့်စရာအိုရာဆိုတာမလာဘူးအိုရာမလာရင်သေတာဆိုတာလည်းမလာတော့ဘူးလို့အဲ့ဒါဒီအားလုံးကိုဆွတ်လွတ်နိုင်လို့ရှိရင်ဒီဝိမု ക്ത စိတ်ဆိုတာရတယ်ပေါ့လွတ်မြောက်တဲ့စိတ်ရဒါမို့လွတ်မြောက်တဲ့စိတ်အတွက်အားလုံးဆွတ်ဥက္ခတေနလို့ဆိုတဲ့တထေသားတွေဟောရှိတယ်ဒီဇလန်းတော့တော်တော်များများကြားဘူးနာဘာလို့လဲဆိုဇလန်းပဲသိကြတာเนาะအတွင်းအနှစ်သာရဥက္ခတေနဆိုတဲ့တထေသားဘဝတန်တရားဆိုတာအတိတ်ဘဝတွေနဲ့ဆက်ဆက်နေလို့အမှန်တမ်းတတိထားစရာကောင်းတယ်ပေါ့ဘဝတန်တရားတန်တရားကပါလာတဲ့တွေ့တာမှုတွေဟာလေအမှန်တမ်းခိုင်မြဲတတ်တယ်သူကရာဇဂိုပြေကတထေသားတယောက်ပဲသို့တော်ရာဇဂိုပြေတယ်မကနယ်အနှံ့လှိုက်ပြီးတော့ကပြတဲ့ဘာကျွမ်းကားချေတဲ့အမျိုးသမီးငယ်တယောက်ကိုတွေ့ပြီးတော့တထေသားကအဲ့ဒီအမျိုးသမီးလေးကိုဆွဲဆွဲလန်းလန်းဖြစ်ပြီးအဲ့ဒီရှေခိကခေါ်တာတော့ကားချေတယ်ပေါ့နော်အဲ့ဒီအမျိုးသမီးနောက်လိုက်သွားတယ်လိုက်တယ်ဆိုတာလည်းအကြောင်းပဲမဟုတ်ဘူးအတိတ်ဘဝတုန်းကလည်းသူတို့ကဇနီးမောင်နှံဖြစ်ခဲ့တာအဲ့တော့တန်ရောစဉ်ဆိုတာတော်တော်ဆန်းတယ်ဘဝချင်းဟာကွဲကွာသွားပြီမဲ့လို့နောက်ဘဝမှာပြန်ဆုံနေတတ်တယ်ပြန်ဆုံတဲ့အခါမှာအစင်မပြေတာတွေမှလာတွဲတယ်ကြည့်လေတထေသမီးကအမျိုးသမီးကတထေသမီးဖြစ်တယ်အမျိုးသားလုံးတဲ့ပုဂ္ဂိုလ်ကတခြားဇာလန်တစ်ခုမှပြောတာအမျိုးသမီးကတထေသားဖြစ်တထေသမီးဖြစ်ပြီးတော့အမျိုးသားလုံးတဲ့လူကမုတ်ဆိုးဖြစ်တယ်မုတ်ဆိုးကြီးမျိုးထဲလာပြီးတော့သားကောင်တွေတွေ့ဒီအသားငါးတွေအသားတွေလာပြီးတော့ရောင်းတဲ့အခါမှာတထေသမီးကအိမ်မော်ကနေမြင်ပြီးမုတ်ဆိုးနောက်လိုက်သွားတာဒါကဘဝကပါလာတဲ့တန်ရောစဉ်တွေပေါ့အခုကဒီဆက်ကတဲ့ကအမျိုးသမီးငယ်တယောက်နောက်တထေသားကလိုက်သွားတာဘာလို့လိုက်တာတုံးဆိုအပြစ်ပြောစရာမရှိဘူးခုခေတ်လည်းဒါမျိုးတွေရှိတာပဲဒါတွေကိုမိဘတွေကလိုက်ခွဲဖို့ကြိုးစားရင်အဆက်ကွဲတာပဲနောက်ချနော်သူတို့ဟာပါလာတယ်အကြောင်းပါလာတယ်လို့ပြောကြတာခုခေတ်တဲ့ဗမာတွေကတော့ရေဆက်လို့ပြောကြတာပေါ့နော်ရေဆက်ဆိုတာအတိတ်ဘဝရဲ့အကျဉ်းနာတရားတွေတွေ့တာမှုတွေတန်ရောစင်တွေကိုပြောတာပါနော်တနည်းနည်းနဲ့လာပြီးတော့ဆုံတတ်တယ်ဆုံးလာတဲ့အခါမှာအရင်ရဲ့အတိတ်ဘဝကတန်ရောစင်စိတ်တွေပြန်ပေါ်တာအနာဟောင်းပေါ်တယ်လို့ပဲလူကတော့မသိဘူးဒါတွေကနော်ယောဂဝေဒနာ positive ဖြစ်နေလို့ရှင်မတည့်တာနဲ့တွေ့ရင်ပေါ်တာပဲသူက negative မှမဖြစ်သေးတာအဲ့တော့တန်တရားမှာတဏှာပေါ်မှာပဲပေါ်သွားတာအပြစ်လားလို့ဆိုတော့ပြစ်မဟုတ်ဒီဘဝလေးတင်ကြည့်ပြီးလူတွေကအမလီဖြစ်ရကောင်းလားလို့ဆိုပြီးတော့မိဘတွေမှာယူချုံမရဖြစ်တယ်သို့တော့ကိုသားကိုသမီးရဘယ်ဟာလာမှမသိတာနော်ဘယ်ဟာလာမှမသိတာယူချုံမရဖြစ်เสียမလို့အဲ့ဒါလို့ဒီတထေသားကမိဘတွေကနားချပြီမဲ့လို့မရဘူးစပ်ပွဲတဲ့လိုက်သွားတယ်ဆက်ကအဖွဲ့တဲ့လိုက်သွားတယ်နောက်ဆုံးကြတော့သူကိုယ်တိုင်ပညာသင်ပြီးတော့အတောင်60မြင့်နဲ့ဆက်ကမင်းသားတယောက်ဖြစ်လာတယ်ပေါ့နော်သို့တော်လည်းသူဟာအတိတ်ဘဝတုန်းကပါရမီတွေရှိခဲ့တယ်နားလည်နိုင်စွမ်းရှိသိပညာတွေရှိခဲ့ဒါလည်းပဲတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်အတိတ်ဘဝတုန်းကဒီကုသိုလ်ကောင်းမှုတွေရှိပြီးတော့ဆူတောင်းခဲ့တာ
တရားတို့တရားသူတဏ္ဍာမှာရှိနေတယ်သို့တော့ကြာပန်းများဟာဖူးငုံနေတဲ့အချိန်မှာနေရောင်နဲ့တွေ့မှပွင့်တယ်လို့မိုးအုပ်နေရင်ပွင့်ညမှာပွင့်မှာပေါ့အဲ့တော့နေရောင်နဲ့တွေ့တဲ့အခါပွင့်တယ်ကုမုဒ္ဒရာကြာပန်းနေကြတော့လရောင်နဲ့တင့်မှပွင့်တယ်ဟောပြောမဲ့ပုဂ္ဂိုလ်ကိုစောင့်နေတဲ့အလားသူ့ရဲ့အသိဉာဏ်နဲ့ရင့်တန်ပြီးတော့နေတဲ့အချိန်သို့တော့လူအနေနဲ့ကသူကဘာတော့ဆိုလူအနေနဲ့ကတော့သူကဆက်ကတဲ့ကဖြေပြောရေးသမားပေါ့အသိဉာဏ်အနေနဲ့ကတော့သူကရင့်တန်နေတဲ့ပုဂ္ဂိုလ်တယောက်ပဲသို့တော့အကြောင်းမရှိပဲသူ့ဉာဏ်ပွင့်လို့မရဘူးတရားဓမ္မကိုကြားနာရခြင်းဆိုတဲ့ကောင်းတဲ့ပုဂ္ဂိုလ်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲရှင်အတ္တစီစီကနေသစ္စာလေးပါးကိုရှင်းပြတဲ့ဂါထာလေးမှမနာရရင်ဘယ်အသိဉာဏ်ပွင့်မပွင့်ဘူးသူ့အနေနဲ့ကလည်းအဲ့ဒါလို့တမ္မာအားဖြင့်တော့သူ့အစွမ်းစနဲ့သူဒီအသိဉာဏ်မျိုးမရဘူးအေးတိုင်ထိတ်မှာကပြနေတဲ့အချိန်မြတ်စွာဘုရားဆွမ်းခံဝင်လာဘုရားဝင်လာတယ်ဆိုတဲ့ဘုရားဆိုတာအမှန်တမ်းချီးညိုစရာကောင်းတော့ပွဲကြည့်နေတဲ့လမ်းဘေးကပွဲကြည့်နေတဲ့ပရိသတ်ကြီးဟာမြတ်စွာဘုရားကိုလည်းပဲဖူးမြင်လိုက်ရရောသူ့ဘက်ကိုဘယ်သူမှမျက်နှာမမူကြတော့ဘုရားဘက်ကိုအလုံးမျက်နှာမူသွားတယ်သူကြည့်မဲ့လူမရှိသူကတော့သူ့တတ်ပညာကိုအစွမ်းကုန်ပြတယ်အဲ့ဒီမှာသူစိတ်ထဲမှာအတော်မကြည်မနှက်ဖြစ်တယ်ပေါ့ဒါကတော့တဘာဝပဲပုထုဇဉ်ကိုလုံနေတဲ့လုပ်ငန်းတစ်ခုလူတွေကစိတ်မဝင်စားဘူးသူကအစွမ်းကုန်ပြနေတဲ့အချိန်မှာဖះကြွလာလို့ဒီလိုဖြစ်ရတယ်ဆိုတော့ဖះပေါ်မှာတောင်ဒေါသဖြစ်ကောင်းဖြစ်မှာပေါ့အဲ့ဒီလိုမဖြစ်ရအောင်မြတ်စွာဘုရားကသူ့ကြာရှည်စိတ်အနှောင့်အယှက်မဖြစ်အောင်ရှမောကလန်ကိုလွတ်ပြီးတော့ပြောခိုင်းတာဆက်ပြပါစေပွဲကိုဆက်ပြပါပေါ့အားလုံးကိုဆက်ပြပါဆိုတော့သူ့စိတ်ထဲမှာဘယ်လိုအောင်းမေ့သွားတော့ပွဲကိုတောင်မှဆက်ပြီးတော့ပြခိုင်းနေတယ်လို့စိတ်ထဲမှာဖြစ်သွားတယ်သူ့စိတ်လေးဟာလည်းဒီပျော်ရွှင်မှုလေးရသွားစိတ်တူတာမဖြစ်တော့ဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆက်ပြီးကပါဆက်ပြီးတော့ကပါရမနေပါနဲ့လို့ဖះကရှင်မောကလန်ကိုပြောခိုင်းတဲ့အခါသူကဆက်ကဖို့ကြိုးစားအဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားကသူကြားလောက်အောင်ခေါ်လိုက်တဲ့တရားကဒါလေးပဲမုံစပုရိမုံစပစ္စတော်မြတ်စွာဘုရားရဲ့အတန်တော်ဟာသူနာထဲမှာဝင်လာတယ်အေးဩဃတိနအတိတ်ကခန္ဓာတွေပေါ်မှာမင်းတွဲမထားနဲ့လွတ်လိုက်အနာဂတ်ကိုလည်းတွဲမနေနဲ့လွတ်လိုက်ပစ္စုပန်အတိတ်အနာဂတ်တို့ရဲ့အလယ်ဖြစ်တဲ့ပစ္စုပန်ရှိနေတဲ့ခန္ဓာပေါ်မှာလည်းတွဲမထားနဲ့လွတ်လိုက်အားလုံးပေါ်မှာလွတ်နိုင်မှလွတ်မြောက်တဲ့စိတ်ဆိုတာရမှာဖြစ်တယ်လွတ်မြောက်တဲ့စိတ်ရမှဘဝရဲ့အဆုံးရောက်ပြီးတော့နောက်ဆုံးမှာဇာတိစရာဆိုတာကိုလွန်မြောက်မှာဖြစ်တယ်လို့မြတ်စွာဘုရားကသူ့ရဲ့မဆုံးနိုင်တဲ့ဘဝခရီးလို့ရှိရင်ဘဝခရီးကဘယ်တော့မှဆုံးမှာမဟုတ်ဘူးဒါကြောင့်မို့တွေ့တာမှုတွေကိုလွတ်လိုက်လို့တခုမှမထားနဲ့လို့ဒီကထာလေးကိုမြတ်စွာဘုရားဒီတရားလေးကိုလှမ်းပြီးတော့ဟောလိုက်တာတိုင်ထိပ်ပေါ်မှာတင်မဲ့သူအောက်မဆင်းရသေးဘူးမြတ်စွာဘုရားအတန်သူနားထဲရောက်လာဖះပေါ်မှာစိတ်ကလည်းခြေနှက်ဘာဖြစ်လို့လဲဆိုဆက်ပြီးတော့ကပါဆိုစိတ်အားတွေတက်ပြီးကဖို့လုံနေတဲ့အချိန်လေးမှာဒီအတန်ကြားလိုက်တာကိုကြားလိုက်တော့သူ့မှာစိတ်ပြောနေတဲ့အချိန်လေးမှာစဉ်းစားဉာဏ်ကလည်းဝင်လာလိုက်တာနဲ့တပြိုင်နက်နော်စိတ်ဓာတ်ဟာအချစ်ချက်ပြောင်းသွားလွတ်မြောက်သွားပြောမယ်ဆိုရင်တော့ဒါရချို့ကလည်းစဉ်းစားကောင်းစဉ်းစားလိုက်သူ့အနေနဲ့ကဒီရောက်ဖို့ရအစင်သင်ရင့်ကျက်နေတဲ့ပုဂ္ဂိုလ်တူကိုမျိုးစိတ်လေးတစ်စိတ်ဟာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တော့မဲ့ဆဲဆဲလေးပဲမြေနဲ့ရေနဲ့တွေ့လိုက်တာနဲ့တပြိုင်နက်ချက်ချင်းအညောင်းထွက်တာမျိုးလို့ပေါ့စိတ်ဆိုတာအမှန်တမ်းမှလျင်မြန်တယ်လေစိတ်ပြောင်းသွားတာဆိုတာကိုယ်စိတ်ကိုပဲနည်းနည်းကြည့်ပေါ့
မကောင်းတဲ့ဘက်ပြောင်းသွားတာအမှန်တမ်းမြန်တယ်ဖះဟောလိုက်တဲ့ပုံမှာဆင်ញင်သုံးသပ်လိုက်တာနဲ့တပြိုင်နက်သူ့ရဲ့တွေ့တာမှုတွေကမှားယွင်းနေတယ်ဆိုတာသိပြီးတွေ့တာမှုတွေအလုံးကိုစွန့်လွတ်လိုက်တာပဲစွန့်လွတ်လိုက်တဲ့အခါကျတော့လွတ်မြောက်တဲ့စိတ်တစ်ခုပိုင်ဆိုင်သွားတယ်ပေါ့ရရှိသွားတယ်ဆိုလိုတာကတိုင်ထိပ်ပုံမှာပဲဒီတရားကိုဆင်ញင်သုံးသပ်ရင်ကနေပြီးတော့ဆင်ញင်သုံးသပ်လိုက်တယ်ဆိုကြတဲ့ကဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာဉာဏ်ဆိုတာအကြာကြီးလုံးနေရတဲ့အရာမဟုတ်ဘူးဆိုပါစို့မိထွန်းတယ်ဆိုတာအလင်းရောင်ကိုအကြာကြီးယူနေရတာလားဖြတ်ခနဲ့ခလုတ်ဖွင့်လိုက်တာနဲ့အမှောင်ပြောက်ပြီးအလင်းမရောက်ပေဘူးလားအလင်းရောင်ဆိုတာခဏချင်းရောက်တာနော်တာမန်ပုဂ္ဂိုလ်တွေကတော့နားလဲကြမှာနားလဲနိုင်မယ်ပေါ့လူရဲ့စိတ်လူရဲ့အသိဉာဏ်ဓမ္မထက်မြက်တယ်ဒီလိုစဉ်းကျင်စဉ်းစားလိုက်တာနဲ့ပဲသူ့မှာဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့သောတာပန်ဖြစ်သွားတယ်ဝိပဿနာဉာဏ်အစဉ်စဉ်နဲ့သဂရဂံဖြစ်သွားတယ်အနာဂံဖြစ်သွားတယ်နောက်ဆုံးမှယန္တာဖြစ်သွားတယ်တိုင်ပေါ်ကဆင်းလာတဲ့အခါကျတော့ယန္တာအဖြစ်နဲ့ဆင်းလာခဲ့တာလေဟောတော့တိုင်ထိပ်ပေါ်မှာရောက်ရှိနေတော့ဟောတဲ့ဒီကာထာဆုံးလို့တာကလွတ်မြောက်တဲ့စိတ်ရဖို့ရာအတွက်အားလုံးကိုစွန့်လွတ်ရမှာဘုန်းကြီးတို့တွေလည်းအားလုံးကိုမစွန့်လွတ်နိုင်သေးသမျှလွတ်မြောက်တဲ့စိတ်ဆိုတာမရနိုင်ဘူးလွတ်မြောက်တဲ့စိတ်မရသေးသမျှကာလပတ်လုံးတောကတွေနဲ့ရင်ဝယ်ပိုက်ပြီးတော့ဆင်းရဲဒုက္ခတွေထဲမှာရောက်နေကြအောင်ပါပဲဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒီဒေသနာတော်ကိုနာခံမှတ်သားဖို့အတိတ်ကခန္ဓာတွေပေါ်မှာလဲတွေ့မထားနဲ့လွတ်လိုက်အနာဂတ်ခန္ဓာတွေပေါ်မှာလဲမတွေ့မိအောင်လွတ်ထားဖို့ပစ္စုပန်ခန္ဓာပေါ်မှာလဲပဲတွေ့ရှိဖို့အားလုံးပေါ်မှာတွေ့တာမှုတွေလွတ်လိုက်နိုင်ပြီဆိုရင်လွတ်မြောက်တဲ့စိတ်ရလာလွတ်မြောက်တဲ့စိတ်ရမှဘဝရဲ့တစ်ဖက်ကန်းဆိုတဲ့နိဗ္ဗာန်ကိုရပြီးတော့ဇာတိတရားဆိုတာမလာတော့ဘူးဇာတိမလာသည့်အတွက်ကြောင့်ဇရာမရဏဆိုတာလုံးဝမလာတော့ဘူးဒါသည်ပင်တန်တရားဝကလွတ်မြောက်ခြင်းဖြစ်တယ်လုံးဝလွတ်မြောက်ခြင်းမိမိတို့တဏ္ဍာမှာပြည့်စုံစေရမယ့်တရားများကိုပြည့်စုံအောင်ဖယ်ရှားရမယ့်တရားများကိုဖယ်ရှားဖို့ကြိုးစားကြပြီလေအသိဉာဏ်ရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမာမနောတရာတိတဗေတံပဝါယန္တုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမာစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွေးမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့ဤင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန်းတဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ဖြစ်ပိတိတည်ဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း